William ဟာတာမန်ရုံးဝန်ထမ်းတစ်ယောက်ဖြစ်ပြီးသူ့ဘဝကတနာစရာကောင်းလောက်အောင်အဆင်မပြေပါဘူးသူအလုပ်လုပ်တဲ့ကုမ္ပဏီကဝန်ထမ်းတွေကိုအယိုးကျိုးမတက်အလုပ်ခိုင်းတဲ့ကုမ္ပဏီဖြစ်ပြီး William ကနေတိုင်းအချိန်ပိုအထိအလုပ်ကြိုးစားနေရပါတယ်ဒါပေမဲ့အိမ်ပြန်ရင်ဇနီးနဲ့သမီးရှိတာကြောင့်အဲ့ဒီအခက်အခဲတွေကိုခံနိုင်ရရှိနေခဲ့ပါတယ်ရုံးမှာတော့သူ့အထက်လူကြီးကအမြဲဆဲဆိုအပြစ်တင်နေပြီးသူ့လက်အောက်ဝန်ထမ်းတွေတောင်သူ့ကိုမျက်နှာချင်းဆိုင်လှောင်ပြောင်ရဲကြပါတယ်တနေ့မှာ William ရဲ့တက္ကသိုလ်လုံးကအငယ်တန်းတငယ်ချင်း Anna နဲ့ Matcha အရန်ကြိုက်တဲ့ Weeb က Matcha Action Figure အသစ်တစ်ခုအကြောင်း message ပို့လာပြီးမဖြစ်မနေဝယ်ဖို့တိုက်တွန်းလိုက်ပါတယ် William ကိုယ်တိုင်လည်းငယ်ကလေးက Anna နဲ့ Matcha ကိုအရန်ကြိုက်တဲ့ Weeb တယောက်ဖြစ်တာကြောင့်တငယ်ချင်းပို့ပေးတဲ့ဆိုင်လိပ်စာကိုတွားလိုက်ပါတယ်ဒါပေမဲ့ဆိုင်ရောက်တော့သူ့မျက်စိရှိမှာမြင်လိုက်ရတာကသူ့ဇနီးဟာအခြားယောက်ျားတစ်ယောက်နဲ့ဒိတ်လုပ်နေတာပါ William ကလုံးဝအံ့ဩတုန်လှုပ်သွားပါတယ်ဘာလို့လဲဆိုတော့ဒီနေ့သူ့ဇနီးကသမီးကိုဓာပညာသင်တန်းပို့မယ်လို့ပြောထားတာဖြစ်ပါတယ်အဲ့ဒီညအိမ်ပြန်ရောက်တော့ William ကဒီနေ့ဘလို့ဖြစ်ခဲ့လဲလို့ဇနီးနဲ့သမီးကိုမေးလိုက်ပါတယ်သူတို့ကဒီနေ့ဓာပညာသင်တန်းမှာပြိုင်ပွဲရှိပြီးသမီးကပွဲတိုင်းအနိုင်ရခဲ့တယ်လို့ပြောလိုက်ပါတယ် William ကသူတို့စကားကိုယုံကြည်ဖို့ဆုံးဖြတ်လိုက်ပြီးနေကင်းကမြင်ခဲ့တာကိုမေ့ပစ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့တန်တရားကမပြောက်သွားတာကြောင့်နောက်တစ်နေ့မှလည်းအဲ့ဒီနေရာကိုထပ်သွားကြည့်လိုက်ပါတယ်ဒီတစ်ခေါက်မှာတော့သူ့ဇနီးတင်မကပဲသမီးပါအဲ့ဒီယောက်ျားနဲ့အတူရှိနေပါတယ်အဆိုးဆုံးကတော့သမီးလေးကအဲ့ဒီလူကိုဖေဖေလို့ခေါ်လိုက်တာပါဒီမြင်ကွင်းကြောင့်လေးဟာစိတ်ထိခိုက်လုံးပြီးရုံးမှာတော့အလုပ်ကိုအာယုံမဆိုင်နိုင်တော့ပါဘူးအဲ့ဒီအချိန်မှာသူ့အထက်လူကြီးရောက်လာပြီးအကြောင်းမရှိပဲထပ်ပြီးဆဲဆိုအပြစ်တင်มาတော့တယ်ရုတ်တရက် William စီဖုံးဝင်လာပြီးဇနီးကသမီးကားတိုက်မှုဖြစ်လို့ဆေးရုံရောက်နေတယ်လို့ပြောပါတယ် William ကချက်ချင်းဆေးရုံကိုပြေးသွားပါတယ်ဆရာဝန်ကသမီးအတွက်တွေးလိုနေတယ်လို့ပြောပေမဲ့ William ရဲ့တွေးမျိုးစားကသမီးနဲ့မကိုက်ညီပါဘူးဇနီးကတွေးလူဖို့ထွက်သွားတဲ့အချိန်မှာကတွေးမျိုးစားအကြောင်းရှာဖွေကြည့်လိုက်ပါတယ်ရှာကြည့်ပြီးနောက်သမီးရဲ့တွေးမျိုးစားကသူနဲ့မဖြစ်နိုင်တဲ့အမျိုးစားဖြစ်နေတာကိုသိလိုက်ရပါတယ်အဲ့ဒီအချိန်မှာ William ကတေချာသွားပါတယ်ဒီကလေးကငါသမီးမဟုတ်ဘူးအိမ်ပြန်ရောက်တာနဲ့ William ကဇနီးကိုဓာတ်ရိုက်မေးလိုက်ပါတယ်ဒါပေမဲ့ဇနီးကအမားကိုမဝင်ခံပဲအားလုံးဟာလင်းကြောင်ပဲလို့ပြန်ပြောပါတယ်သူမကရှင်ကအလုပ်ပဲလုပ်နေပြီးမိသားစုအတွက်အချိန်မပေးဘူးအဲ့ဒီလောက်အလုပ်လုပ်ပြီးတော့လဲပတ်စံမရှိဘူးတကယ်တော့ရှင်ကဒီမိသားစုရဲ့အစိတ်ပိုင်းတောင်မဟုတ်ဘူးသမီးကိုဒီနှစ်တွေအားလုံးငါတယောက်တည်းပြုစုပြောထောင်ခဲ့တာအဲ့ဒီနောက်သူမကသမီးကိုခေါ်ပြီးအိမ်ကထွက်သွားတော့မယ်လို့ပြောလိုက်ပါတယ်ဒီစကားကြားလိုက်ရတဲ့ William ကစိတ်မထိန်နိုင်တော့ပဲသမီးကိုတားဖို့ကြိုးစားပါတယ်ဒါပေမဲ့သမီးကအဲ့ဒီဖေဖေကိုပိုကြိုက်တယ်လို့ပြောလိုက်ပါတယ်ဒီစကားက William ရဲ့နှလုံးသားကိုလုံးဝချိုးဖျက်လိုက်ပါတော့တယ်နောက်တစ်နေ့ရုံးရောက်တော့သူ့အထက်လူကြီးက William ရဲ့ computer ကနေရန်တန်း50 million လွှဲထားတဲ့မှတ်တမ်းကိုပြပါတယ် William ကသူမလွဲခဲ့ဘူးလို့ပြောပေမဲ့သမီးစေးရုံရောက်တော့ကအလင်းလိုတာကြောင့် computer ကို lock မလုပ်ပဲထွက်သွားခဲ့တာကိုသတိရလိုက်ပါတယ်ဒါပေမဲ့ရုံးကဘယ်သူမှသူ့စကားကိုမယုံကြပါဘူးအားလုံးက William ဟာကုမ္ပဏီပတ်စံကိုခိုးယူတယ်လို့ဆွဆွဲလိုက်ပါတယ်ရလက်အနေနဲ့ William အလုပ်ထုတ်ခံလိုက်ရပြီးဇနီးကလည်းဒီအကြောင်းကိုအကြောင်းပြပြီးကွာရှင်းခွင့်တောင်းလိုက်ပါတယ်ပိုဆိုးတာကသမီးက William ရဲ့သမီးမဟုတ်ပေမဲ့ဇနီးကကလေးစရိတ်ကိုဆက်ပေးရမယ်လို့တောင်းဆိုနေပါသေးတယ်ကုမ္ပဏီက William ကိုတရားမဆွဲပေမဲ့လွှဲသွားတဲ့ရန်တန်း50ကိုအရစ်ကြပေးဆက်ဖို့အတင်းအကျပ်ခိုင်းလိုက်ပါတယ်အဲ့ဒီကြောင့် William ကစောက်လုပ်ရေးအလုပ်သမားအဖြစ်ဝင်လုပ်ပြီးကလေးစရိတ်နဲ့အကျွေးနှစ်ခုလုံးကိုပေးဆက်ရပါတော့တယ်ဒါပေမဲ့အဲ့ဒီအလုပ်မှာလည်းအထက်လူကြီးရဲ့ဆဲဆိုခံရတာမရက်ပါဘူး William ရဲ့ဘဝကတဖြည်းဖြည်းပျက်စီးသွားပြီးအသက်ရှင်ရတဲ့အကြောင်းရင်းတောင်မကြံတော့တဲ့အထိစိတ်ကြယောဂဝင်လာပါတယ်အရင်ကအရန်ကြိုက်ခဲ့တဲ့ action figure တွေမတ်ချာအယုတ်တွေကိုတောင်စိတ်မဝင်စားတော့ပါဘူးဒါပေမဲ့ William ကတော့အလုပ်သာဆက်ကြိုးစားရင်တနေ့နေ့အားလုံးအဆင်ပြေသွားမှာပါလို့ယုံကြည်နေသေးပါသမီးဟာသူ့သမီးအစ်စ်မဟုတ်မှန်သိပေမဲ့တနေ့သူမနဲ့ပြန်တွေ့ရမယ်လို့မျှော်လင့်နေခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာ William ဟာပြင်းထန်တဲ့ယောဂတစ်ခုခံစားနေရတာကိုသိလိုက်ရပါတယ်အာမခံလည်းမရှိဥတဖို့ပတ်စံလည်းမရှိတာကြောင့်သူဟာတိတ်ဆိတ်တဲ့တိုက်ခန်းထဲမှာတယောက်တည်းတည်ခြင်းကိုစောင့်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်တေဖို့စောင့်နေတဲ့အချိန်ရုတ်တရက်တောက်ပတ်လုံးနဲ့အလင်းတန်းတစ်ခုသူ့အပေါ်မှာပေါ်လာပါတယ်အဲ့ဒီအလင်းကအတိတ်ကဖြစ်ရတွေကိုပြသလိုက်ပါတယ် William သိလိုက်ရတာကသူ့ computer ကနေရန်တန်း50လွှဲခဲ့တာဟာသူ့အထက်လူကြီးဖြစ်နေပါတယ်အဲ့ဒီငွေလွှဲမှုနဲ့ William ကိုအပြစ်ပုံချခဲ့တာပါဒါတင်မကသေးပါဘူးသူ့ဇနီးဖောက်ပြန်နေတဲ့ယောက်ျားဟာလည်းသူ့အထက်လူကြီးပဲဖြစ်နေပါတယ်သူက William ရဲ့ဇနီးကိုငွေတွေပေးပြီးဇိမ်ခံဘဝနဲ့နေနိုင်အောင်ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်ဒီအမှန်တရားအားလုံးကိုသိလိုက်ရတဲ့ William ဟာလုံးဝစိတ်ကြိုးပဲသွားပါတယ်သူကဒါဟာအိမ်မက်တစ်ခုဖြစ်ပါစေလို့ဆုတောင်းပေမဲ့အတန်ကဒါကအမှန်တရားပဲလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်အလင်းထဲကနေဝတ်ကောင်းစားလာဝတ်ထားတဲ့လူတစ်ယောက်ထွက်လာပါတယ်သူကသူ့ကိုသူကလို့မိတ်ဆက်ပြီး William မင်းဟာလူကောင်းတစ်ယောက်ဖြစ်ပေမဲ့အရန်ခက်ခဲပြီးတနာစရာကောင်းတဲ့ဘဝကိုဖျက်ဆီးခဲ့ရတယ်မင်းကိုဒီလိုဒုက္ခပေးခဲ့တဲ့လူတွေကိုခွင့်လွတ်နိုင်မလားလို့မေးလိုက်ပါတယ် William ကဒေါသအပြည့်နဲ့မခွင့်လွတ်နိုင်ဘူးသူတို့ကိုလက်စားချေချင်တယ်လို့ပြောလိုက်ပါတယ် Guy က William ရဲ့အမုန်းတရားတွေကိုမြင်ပြီးဒီခံစားချက်တွေကအရန်အရသာရှိတာပဲလို့ဝမ်းသာစွာပြောလိုက်ပါတယ် Guy က William ကိုလူကောင်းဖြစ်လို့စိတ်ဝင်စားခဲ့တာလို့ပြောပေမဲ့ William ကလူကောင်းဖြစ်တာကိုငါဂရုမစိုက်တော့ဘူးငါရဲ့ကျင်နာတတ်မှုကြောင့်အမြဲထုတ်ခံခဲ့ရတာပဲနောက်တစ်ချိန်ဘဝပြန်ရရင်ငါအတွက်ပဲအသက်ရှင်မယ်လူတိုင်းကိုနင်းချေတဲ့လူဆိုးတစ်ယောက်တောင်ဖြစ်မယ်လို့ကြိမ်ဆိုလိုက်ပါတယ် Guy ကဒါဆိုမင်းနဲ့ကိုက်ညီတဲ့နေရာရှိတယ်လို့ပြောပြီးတစ်တာတဲကဓာတ်ပုံအများကြီးကိုထုတ်ပြလိုက်ပါတယ်သူက William ကိုတခြားကဘာတစ်ခုစီပို့ပေးမယ်လို့ပြောပြီးမော်ပညာနဲ့စူပါစွမ်းအားရှိတဲ့ကဘာဆာမူရိုင်းခေတ်ဂျပန် Wild West ရှေးဦးလူသားခေတ်စတဲ့ကဘာတွေတဲကကြိုက်တာရွေးခိုင်းပါတယ်
ဝင်းကဒါဟာတကယ်လားလို့မယုံနိုင်သေးပါဘူးဒါပေမဲ့အေယာမဆက်ရုပ်ကြီးတွေနဲ့အာကာသယာဉ်တွေရှိတဲ့ Parallel World ကိုမြင်လိုက်တဲ့အချိန်မှာတော့မျက်လုံးမခွာနိုင်တော့ပါဘူးအဲ့ဒီအကြောင်းတငယ်ချင်းနဲ့ဆွေးနွေးခဲ့တဲ့အမှတ်တရတွေကိုတတိယရင်အဲ့ဒီကဘာကိုလက်လန်းလိုက်ပါတယ်ကြိုက်ကြရွေးချယ်မှုကောင်းပဲဒီကဘာမှာအဆင့်မြင့်နည်းပညာနဲ့မော်ပညာနှစ်ခုလုံးရှိတယ်အထက်တန်းလွှာအုပ်ချုပ်ရေးစနစ်လည်းရှိနေသေးတယ်မင်းကဂျိုးတလုံးကိုအုပ်ချုပ်တဲ့ခေါင်းတယောက်ရဲ့သားအဖြစ်မွေးဖွားလာလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒီစကားကိုဝင်းကအရန်သဘောကျသွားပါတယ်အေယာမဆက်ရုပ်ပုံကိုလက်နဲ့ထိလိုက်တာနဲ့ကြိုက်နဲ့စာချုပ်ချုပ်ဆိုပြီးကြိုက်ကဝင်းကိုဒီဘဝထက်ပိုကောင်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းရင်ကဘာတစ်စီပို့လိုက်ပါတယ်ဒီလိုနဲ့ဝင်းဟာ Wayne Banfield အဖြစ်ပြန်လည်မွေးဖွားလာပါတယ်သူဟာအပင်တွေဖုံးလွှမ်းနေတဲ့ခိုက်တွာဂျိုးကိုအုပ်ချုပ်တဲ့ခေါင်ရဲ့တဦးတည်းသောသားဖြစ်ပါတယ်အသက်9နှစ်ပြည့်မွေးနေ့ရောက်တဲ့အခါသူ့မိခင်ကဒီနေ့သားအတွက်ထူးခြားတဲ့မွေးနေ့လက်ဆောင်တစ်ခုရှိတယ်လို့ပြောပြီး